ငါခုံတာမလွတ်လိုက်ဘူးအသက်ဘယ်လောက်လဲဆိုတာအသက်က16နှစ်ကျော်သွားပြီ16နှစ်ကို10နှစ်ပဲကျော်သေးတယ်အဲ့ကြေစားမှာလားမစားရလားကွာငါလန့်နေတော့အဲ့ခဝူးဝေးတော့ကွာငါဘယ်လိုသွားရတော့မလဲမဟုတ်ဘူးလို့ငါယောလူပုံမယ်ဆိုလည်းနည်းနည်းပါကြိုပြောဒီကွာဟိုးဘော်ဒီလန့်ခုံလို့မှီပါမမှီဘူးကွာယောနိုင်ပါမလားကွာဒီညဒီခန်းမင်းမနိုင်မချင်းသာ string ရမယ်ဆိုလို့ရှိရင်တော့ငါဒီညအိပ်ရဖို့လမ်းမရှိဘူးဟောပေးစားဟာမဟုတ်ပြန်ဘူးလေဟေးလောက်ကြပါအောင်ငါရှောရတယ်လေမဟုတ်ဘူးကွာအဲ့လေတီတော့တီတယ်လို့ပဲကွာအဲ့မှုကဟိုဘက်ရောက်မှချွေးရမှာလားဒီဘက်ရောက်မှချွေးရမှာလားမသိဘူးကွာဟုတ်တယ်ကလည်းအသားမကြောက်ဘူးနှိမ့်မိတဲ့ခါကျရင်နှိမ့်မိတယ်မနှိမ့်မိတဲ့ခါကျရင်မနှိမ့်မိဘူးအဲ့လိုလည်းမဟုတ်ပြန်ဘူးကွာငါဟိုမှာဒီခုငါဘယ်လိုချပါမဟုတ်ဘူးလို့ငါဘယ်လိုချမလို့အဲ့ဒါကြီးဟိတစ်ချက်ကြည့်လိုက်ပါလိုင်းမကောင်းတော့ကွာလိုင်းကကြားချက်ကြီးကြောက်စရာကြီးလိုင်းကောင်းလို့ရှိရင်ခဏလေးနဲ့ပြီးနေတဲ့ကိစ္စကိုလိုင်းမကောင်းတဲ့ရင်ငါဘယ်လိုသွားလောက်အောင်မလို့လိုင်းကောင်းမလို့လို့ထားမှာလို့မြန်မာနိုင်ငံအစွန်ဖျားရအောင်လေလို့လိုင်း3ဆိုဒီလို3မှရဖုန်းတက်မကြလို့တစ်ပြင်းပေါ်တက်ပြောတဲ့အကွက်တွေပါရောလိုင်းကောင်းလို့လို့မှလိုင်းရလဲပြီးလို့ပဲစိတ်ကမရှိတော့အဲ့လောက်ဆိုဒီကောင်ကိုထွက်ပြီးတော့အစအနေပြန်ဝင်လဲဟိုကအစအနေပြန်ဆော့အောင်ပဲငါစိတ်မှတ်တာပြောရရင်အစအနေပြန်မဆော့ကျင်တော့ဘူးဒီချွန်ညာလေးတစ်ပုတ်ပြီးဖို့ငါဘယ်နှမိနစ်လောက်ထိုင်ကြည့်ရမလဲမသိဘူးဟာခွန်းလို့မဝင်နိုင်သေးလို့ဒီ wifi ကိုတင်းကြီးခံပြီးတော့ကြိတ်မိတ်ပြီးသုံးနေရတယ်ဝင်နိုင်လို့ကတော့ဒီ wifi သုံးမနေတော့ဘူးခွန်းဒီလောက်ကုန်လို့လာစားဒီပဲထွက်တော့မှာပဲ wifi ဝယ်သုံးတော့မဟုတ်ဆိုရင်ကြည့်ရတဲ့လူလည်းအဆင်မပြေဘူးငါလည်းအဆင်မပြေဘူးငါ့ကိုလှုပ်ချင်မရဘူးငါ့ကိုပဲလှုပ်သွားဒီချွန်ညာလေးတစ်ခုပြီးဖို့ငါဘယ်နှမိနစ်လောက်စောင့်ကြည့်ရမလဲမသိဘူးကွာလုံးမငါအလကားချွန်ညာပြီးနေရတယ်လို့ပဲကြီးနဲ့17နိုင်ထိုးတော့မယ်တဖြည်းဖြည်းနဲ့ကြီးကွာဒီချွန်ညာလေးကို9မိနစ်လောက်ကြာနေဒီ line နဲ့ငါကြည့်နေရတာကြည့်လွန်လားမလွန်လားငါလွန်လားဒီ line လွန်လားလို့မင်းကြည့် line တက်တာဒီမှာနော်မင်း 5G network နော် 5G network ကိုလီးတွေဖြစ်နေအဲ့မှာကောဟိုဘက်သွားတော့မှခုံရမှာโอเคရပြီပြန်ကြိုးစားကြည့်မယ်ပြန်ကြိုးစားကြည့်မယ်ဟိုနားတော့မရောက်လိုက်ဘူးခေ